ယခုဒီကနေ့ဟောမယ်နောက်ပိုင်းဇတ်လန်းကတော့ဘုန်းကြီးလှလေခက်လေဆိုတဲ့တရားကိုဟောတော့မှာဖြစ်တယ်ဒီလိုဒီနောက်ပိုင်းဘာဇတ်လန်းဟောမှာတော့လှလေခက်လေလောကကြီးလှနေသမျှအတော်ဒုက္ခရောက်ကြလှနေလို့ချမ်းသာလားမချမ်းသာဘူးအင်မတန်လှတဲ့ပပဝရီကိုအကြောင်းပြုပြီးတော့ခုနှစ်ပြည်တော်မင်းများဒုက္ခများသွားကြဘုံသေးဩမာရာဝီဩမာရာနီအင်မတန်လှတဲ့အမျိုးသမီးကြောင့်တိဝိဘယင်ကြီးယူတုတ်တုတ်ဖြစ်သွားတာပြီဒါတွေကိုလည်းတရားနာပြည့်ကသိကြပြီးသားဖြစ်ပါလေဒီကနေ့အလှကိုမက်သည်ဘယင်တဆူရဲ့ကျမ်းစီမှုပယောဂအောက်မှာအင်မတန်လှရှာတဲ့မိမသားတဦးရဲ့ကာမပိုင်ရှင်လင်သားပေအောင်တတ်တော်လဲအသက်ပြောက်မပြောက်ဘူးဘုန်းကြီးတို့ဒီကနေ့ထုတ်ဖော်ပြီးတော့ဟောကြားမယ်လှလေခက်လေဆိုတဲ့ဇာလံဖြစ်ပါတယ်တာဝတိပြည်ရှင်ဘယင်ကောသလသည်တိုက်ပြည်အုပ်ချုပ်မင်းလုပ်ပြီးတော့လာခဲ့အဲ့ဒီတာဝတိမြို့တွင်မှာလင်သားလုပ်သူကမောင်မောင်ပါမယားလုပ်သူကမေလှလှဒီလိုခေါ်ပါတယ်မေလှလှဆိုတဲ့တိုက်အမတန်လှပါကာမပိုင်ရှင်လင်သားမှလွဲ၍တပါးသောယောက်ျားများရဲ့အပေါ်မှာလည်းလော်လီဖောက်ပြန်ခြင်းမရှိခဲ့ပါလော်လီဖောက်ပြန်ခြင်းမရှိခဲ့တဲ့မေလှလှသည်လင်ကိုချစ်ချစ်ခင်ခင်ပြုစုလှုပ်ကြွေးပြီးတော့နေရာမှာကံကြမ္မာဖန်လာကြတော့တိုင်းပြည်အုပ်ချုပ်သောသာဝတိပြည်ရှင်ဘယင်မင်းမြတ်သည်တိုင်းငံလှဲ့လေတော်မူမယ်ဆင်ပြူတော်ကြီးစီးလို့တိုင်းပြည်မောင်းခြင်းနဲ့ခတ်လို့လည်းနေလေးအောင်မြင်ဆောင်မကြဘယင်ရွှေမြတ်နှတော်ကြီးအဖူးမြော်ကြကြစေပန်းမွေရများကျဲဖြန့်၍ဘယင်အပူဇော်ကြစေမိမိတို့အိမ်ပြရင်းမောင်များမှနေ၍ဘယင်မင်းတရားကြီးထွက်ကြွလာသောအခါပန်းများဖြင့်ဖြန့်ကျဲ၍ပူဇော်နိုင်ကြစေကြည်ညာလိုက်ဒီကနေ့မောင်မောင်မသည်ဆင်းရဲသားဆိုတော့မသွားမဖြစ်တဲ့ကိစ္စကြောင့်နမရေလှလို့နာမည်လေးအဖျားဆော့ခေါ်ပြီးမှာပေါ့အများတို့ခေတ်ကချစ်ရင်နာမည်အဖျားဆော့ခေါ်လှလို့တောင်မခေါ်ဘူးလှညတို့ခေါ်ပုံလေးရှောက်ပြောမိကိုမဆုံးပြီးမှာပေါ့ကြားဘူးတဲ့အတိုင်းလို့တော့မှတ်ကြမောင်ကြီးခရီးတော်ကနီးမှာခဲ့ပါရစေကွယ်နှမရေဟိုကဒူးလေးတော့ပြီးတပည့်လေးပခုံးတင်ပြီးတော့လက်အုပ်ချီပြီးတော့လင်ပြောတဲ့စကားနားထောင်မှတ်ကြနော်လိမ္မာတဲ့မိန်းမများလင်ကိုလေဒူးတုတ်တဲ့လက်အုပ်ချီတဲ့ရှစ်ခိုးတဲ့လိမ္မာတဲ့မိန်းမမောင်ကြီးမှားခဲ့ခြင်းတာတခြားမဟုတ်ပါဘူးခရီးတော်ကနီးအထူးသဖြင့်မှားနေတာကတိုက်ပြည်အုပ်ချုပ်သောဘယင်ကောသလသည်ဆင်ပြူတော်စီလို့တိုင်းငံလှိပြီးတော့အပူဇော်ခံမတယ်ခမရဲ့အဲ့ဒီလိုအပူဇော်ခံထွက်တဲ့အချိန်ခါမှာမေယုတ်ရည်လေးကအမတန်လှဘယင်ကြီးထွက်ကြွပြီးတော့လာတဲ့အချိန်ခါမှာမင်းမျက်နှာကိုဘယင်မမြင်ပါစေနဲ့ကွယ်ဘယင်ထွက်ကြွတယ်ဆိုတဲ့အချိန်အိုအောကောင်းကြီးဖြစ်ကြတဲ့အချိန်မှာအိမ်ထဲကမထွက်နဲ့မျက်နှာကိုလည်းအမြင်မခံနဲ့ဘယင်လို့ဆိုတဲ့လူမျိုးဟာမိမသားတယောက်လှလှပပမြင်လို့ကောက်တော်မူခြင်းပြီဆိုရင်ဖြင့်တာမိကလာအတာမိကလာမေးယုံတာမေးတာပါနှမရဲ့တကယ်တော့ကောက်ချင်လာခြင်းဖြင့်သူမယားလိုခြင်းသူ့လင်လှမ်းနဲ့ထိုးဆိုတဲ့စကားအတိုင်းလင်းကိုပေးအောင်တတ်ပြီးတော့သူနှစ်သက်တဲ့မိမသားကိုထီးယူကနဲ့အောင်မှာမိဘရခေါင်အဖြစ်မြုပ်တတ်တာဟာဓမ္မရာပါနှမရဲ့ထွက်မကြည့်ပါနဲ့မှာခဲ့ရောဘုကလည်းစိတ်ချပါမောင်ရဲ့လို့တော့တာဝန်ကလေးခံလိုက်ဘယင်အပေါ်အာယုံတက်လို့တော့မဟုတ်ဘူးပေါ့ကြည့်တာကတော့ကြည့်ပါပဲဘယင်ဆိုမြင်မြင်နဲ့လေထူဆန်းတာကိုဘယင်မပြောပါနဲ့အားမမဟုတ်တဲ့ဘုန်းကြီးကစုံကြီးနဲ့ကိုကြုတ်ကြည့်ကျင်တဲ့လူတွေတော့ဘောမမြင်ဘူးလို့ဒါကြောင့်ထူးရင်ကြည့်ကျင်တဲ့ဆောင်းရင်ကြည့်ကျင်တဲ့လင်းကိုတော့ဒူးတုပ်ပြီးလက်အုပ်ချီရှစ်ခိုးလိုက်တာပဲဒီက
လင်းကိုရှစ်ခိုးလွတ်တယ်လိမ္မာတယ်မိမဒကမတွေလည်းရှစ်ခိုးကြပါနည်းနည်းတော့မေးတယ်နဲ့ခီးသွားတဲ့လင်သားရှစ်ခိုးလွတ်တဲ့မိမဒီထဲပဲ2ယောက်လောက်ပါဒကာတွေသွားကန်နေမြရှစ်ခိုးခံရပါသူတို့ရှစ်ခိုးတာကလက်နဲ့ရှစ်မခိုးပါးစပ်နဲ့ရှစ်ခိုးကြောက်ကြဘူးတဲ့သွားနေမဟုတ်တယ်သွားနေဝေးပတ်နေတာကျွတ်တို့ဒကာတွေလည်းသွားကန်ဒီခိုးဝင်ဒီထွက်နေတူးတယ်ဟုတ်တယ်အတော့ကွာချားနေတယ်ဟောမကြည့်လေတရားနာပြည်တဲ့ရှစ်ခိုးလွတ်လင်းနာခရီးသွားပြန်တော့လေပန်းကလေးနဲ့ညောင်ရဲလောင်းပြီးတော့စုမုံကောင်းတွေတောက်ရှာသည်ခလုံးမထီစုမကြီးမြန်ပြန်ရောက်ပါစေတော့မိမကောင်းထုံတန်ကိုခုခေတ်မိမတွေလည်းစုတောင်းပါတယ်သူတို့တောင်းပုံကြီးကတမျိုးအတော်ကျင်နာပုံပေါ့သေချင်းစိုးပြန်မလာပြီးရောဘာသဘောနဲ့တောင်းတယ်တော့ကျုပ်မပြီးဒါစီနောက်ပိုင်းပါလာတဲ့စကလုံးလေးကသူပြန်လာကလေးတွေရိုက်လုံးလို့ကလေးတွေပဲလွှဲချလိုက်ကြည့်ပန်းကလေးနဲ့ညောင်ရင်လောင်းစုမုံကောင်းတောင်းလင်းလို့သူခရီးသွားပြီးတော့နေကရှင်မင်းကြီးကလည်းထွက်ကြွလာပြီအုပ်ပေါ်တောင်းတဲ့တရားလာပြီးတာဘယ်ထွက်ကြွတယ်ဆိုတော့တရင်မောက်တွေဖွင့်လို့အိမ်တိုင်းတိုက်တိုင်းပေါ်တရားနာပြိတ္တာကောင်းလေးတွေပြိုးပြီးတော့ကြည့်ကြမဲလှကလည်းလင်းမားတဲ့စကားမေ့သွားပြီတကားလေးဖွင့်နေပါပဲလားလူတွေကြည်တာသူ့ထက်ကတိုးခွေပြီးတော့ကြည်လိုက်ကြတာဘယ်ရင်ရွှေမျက်နှာတော်ကြီးဖူးခြင်းညာလွန်းလို့နန်းတွင်ဝင်ပြီးတော့ဖူးချင်လို့သွားပေမဲ့လို့အဆောင်အကျက်တင်းနဲ့ဘယ်ရင်အပကပ်ပြီးတော့ရွှေမျက်နှာတော်ဖူးရအောင်တော့ခဲရုံပါလားဖူးမယ်တဲ့ဖလားတဲ့ပန်းလေးထည့်ပြီးတော့သူကပန်းလေးကျဲကောင်းလာဘယ်ရင်ကြီးဆင်းပြူတော့စီးပြီးထွက်ကြွအလားအများတကာသောမိမတွေကဲ့သို့မျက်နှာလေးအပြင်မဲ့ထွက်ပြီးတော့ဖလားတွေကပန်းကလေးတွေကျဲဖြန့်လိုက်ကိုတလဘယင်ကလည်းမျက်စိစူးကျိန်းတာမဟုတ်ဘူးလှတဲ့မိလှကသူတော့မြင်လိုက်ဟာအမလေးလှလိုက်တာပါလားငါတိုက်ပြီးအုပ်ထုတ်တဲ့ဘယင်ဖြစ်တော်လဲများစွာလုံးမိဖုရားတွေနဲ့နေခဲ့မောင်မတွေများစွာနဲ့နေခဲ့မောင်မဆိုတာတော့သိလောက်ပါရှင်မင်းကြီးသူတို့ထံရောက်အောင်တက်လှဲ့အတော်ဆောက်ရတဲ့မိမမျိုးပေါ့မောင်မမိတ်တာချွေရန်ဆိုတာလေအဲ့လောက်ပြောသိပါတယ်ကြည့်ဟိုမှာငါဒီလိုမောင်မမိတ်တာချွေရန်နဲ့နေခဲ့ရပါလေဒါလောက်လှတဲ့မိမလှငါမမြင်ဘူးပါလားလှလိုက်လေချင်းကွယ်မိမလှကြီးရဲ့ဘယင်တုံနှုတ်သွားဒီလားလှတဲ့မိမမြင်တော့ဘယင်မတုံနှုတ်ဘူးလားဟုတ်ကြတာဆိုတော့ဘယင်ကလှုပ်ပါညင်ကြီးဘယင်သားကြီးဘယင်မတုံနှုတ်ဘူးလားနလန်တော့ထားခင်ဗျားတို့သာမြော့သွားကျုပ်ကလူမမာသွားလို့ရိရဟုတ်တယ်လူမနေမကောင်းတော့ဘယ်နဲ့နေသေးတယ်နဲ့မင်းယောဂကျုပ်တော့ဒီတောင်ကကြောမထင်ပါဘူးအာမရတရားထွက်တော့ဘေးလူကစီးမိတယ်ဘယ်နဲ့တော့လူမမာဒီတော့ဟိုကပြန်ပြောတယ်ငါလူရေးတဲ့လူမမာတော့အတန်ကလေးနဲ့ရှိတော့တာသိမကြဘူးမောင်ကျုပ်ကလည်းခမည်းတော်အတန်ပြောသွားလူမမာသတိရမကြဘူးဒီထင်နေပေးတာကြီးကြားပါမလားဟောကြားမှာပါလို့ကဒုက္ခပဲမလေးကြီးသိထားကြကြီးပေးတာကြီးကြားမှလားမကြားဘူးလားအကြားမှပါလို့ပါဘယ်နဲ့မဟုတ်တာကြီးဖြေရနော်လူမမာသတိရလုံးလို့ကြည့်တရားနာပေးတာကိုမှလှရမိမလှကိုမြင်းတော့ဘယင်ကြီးတုံလှုပ်ပြီးမင်းမြဖယားငါရှေ့ဆက်ပြီးတော့တိုင်းကားမလှဲ့လေလို့ရွှေလန်းတော်ကြီးပြန်ရစို့မှတ်လားပါဗျာတိုင်းသူကြီးကလူများတို့သည်ဘုံအာနာရှိသောဘယင်ရွှေမျက်နှာတော်ကြီးအဖူးမြောက်ကြော့ခြင်းကြလို့စောင့်နေကြပါဗျာစောင့်ရင်စောင့်မစေငါရှေ့ဆက်မသွားခြင်းဘူးဘာပြုလို့လဲဗျာမင်းရလားဟိုမှာပရင်းမောက်ကလေးဖွင့်ပြီးတော့ပန်းကျဲနေတဲ့ကလေးမမြင်ပါဗျာအင်မတန်လှတာဗျာအဲ့ဒါငါမြင်ပြီးတော့လေတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ဖြစ်ပေမဲ့လို့ရွှေနန်းတော်မှာရှိနေတဲ့မိမယားနဲ့မောင်မမိတ်တန်တွေကိုငါသူ့လောက်လှတယ်မထင်တော့ဘူးမေးကြည့်စမ်းတာမိကလားအတာမိကလားအမွေးခိုင်း
အမေခိုင်းတော့ဟိုကတာမိကပါတဲ့လင်းရှိမရလို့ပြောလိုက်မှန်လားပါဗျာလင်းရှိမရပါနဲ့ဗျာရှုံးပြီကောကလာမင်းရှုံးရင်ကြီးရှုံးလေစွာလင်းရှိမရဆိုတာနဲ့ရှုံးတယ်နားထောင်ရှင်းမရင်တိုက်ပြေအောက်ချုပ်တဲ့ဘယ်ဖြစ်ပြီးတော့ဒီမိမလှကိုငါမရပဲနဲ့တာမန်ယောက်ျားတယောက်ကမိမလှကြီးကိုရတာမင်းအတွက်ဒီဘဝရှုံးချက်ကြီးလေစွာတော်ပြီမင်းလားမရှိဘူးပြမယ်ရွှေနန်းတော်ပြန်ရောက်ဘယ်တော့လည်းမတည့်ဘူးဆက်တော်လည်းမခေါ်ဘူးနောက်ဘယင်ဘမှာကားပြီးအမြဲတမ်းနေတဲ့မင်းကိုးစားယုံကြည်တတ်တဲ့အမတ်တယောက်ရှိမှန်လားပါဗျာကိုတော်ကြီးဘယ်လိုဖြစ်တာတော့ဗျာပွဲတော်တဲတော်မူပါဗျာပွဲတော်မတဲလို့ဘူးငါ့ဘိုက်ကြီးကပွဲတော်မတဲပဲနဲ့အလိုလိုပြည့်နေတယ်လူငယ်တွေမှတ်ဟဲ့ဒီယောဂမျိုးကမစားပဲနဲ့ဘိုက်ပြည့်တဲ့ယောဂအတော်ဆိုးတယ်တချို့ထမင်းစားနဲ့တော့အမေကပြောတယ်သမီးတဲ့ဘာပြုတာတုံးတဲ့သမီးဘတ်ထဲဘယ်လိုဖြစ်မှန်းသိလို့တဲ့ဘာမှမဟုတ်ဘူးအဲ့ဒီယောဂဝင်ရင်ဒီတိုင်းသမီးကိုအမေကအိတ်နေတာမှတ်လို့တဲ့အိတ်တော့အိတ်တာပဲတဲ့မျက်လုံးမှိတ်ပြီးဒါကြီးကမျက်စိတရားကိုမထွက်လို့တဲ့ဘာကြီးတုံးဆိုတော့အဲ့ဒါကြီးပဲမိဘထုတ်ပြောလို့လည်းမကောင်းတော့အဲ့ဒါကြီးနဲ့အဆုံးသတ်ရဆိုတယ်နော်ကြည့်ဟဲ့အခုဟိုမှာမျက်စိမှိတ်ပြီးတော့စက်တော့ခေါ်တော့လည်းမပြောဘူးမောင်မေးမှန်လားပါဗျာဘယ်နဲ့ကြောင့်လုံးဗျာဘယ်နဲ့ကြောင့်နေပါလေပြောမနေနဲ့ရှက်တဲ့ကွယ်တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ဖြစ်ပြီးငါအသက်သေးရင်ပြပါစေတော့ပြောလို့မဖြစ်ပါဘူးကွယ်မဟုတ်ပါဗျာဘုရားကျွန်တော်မျိုးကြီးအားမိန်တော်မူပါဗျာအေးဒီလိုဆိုရင်ကွယ်အာကိုတမှုများဖြစ်လေမလားတော့မသိဘူးဘယ်သူမှမပြောရတဲ့စကားမင်းကပြောမယ်ငါပဲတိုင်းကလိတော့ခါမှာလေသာတကားကဖွင့်ပြီးတော့ပန်းကျဲတော့အမျိုးသမီးတယောက်ကိုမြင်ခဲ့လို့တာမိကလာအသမီကလာမေးတော့ခါတာမိကလင်းရှိမရဖြစ်နေလို့ရှုံးပြီငါဘာမှရှုံးရင်ကြီးရှုံးလေသွားလင်းရှိတဲ့မရကိုပြစ်မှားပြီးတော့မိမရတင်ထားရမယ်ဆိုရင်လည်းတိုင်းပြည်ကြဲ့ရဲ့ကိုဖြစ်တဲ့ကွယ်မိဖုရားများစွာနဲ့မောင်မမိတ်တန်းနေနဲ့တလောက်ကြီးပြောကားလို့အာမယကာမပိုင်ရှင်မိမသားကိုစော်ခင်မိမသားကိုစော်ကားတယ်လို့တိုက်ပြီးအပြစ်တင်တော့မယ်ဒါကြောင့်သူမျက်နှာငမ်းမျက်စိတွေကမထွက်ခဲနဲ့မန်သူစိတ်ကထင်းနေဒီကမျက်စိတွေကတကယ်မထွက်တာတော့ဟုတ်ရဲ့လားမဟုတ်ဘူးစိတ်ကထင်းနေတယ်စိတ်ကဝိပ္ပန္နာသာအချို့ကတရလွန်ပြောသေးဒုက္ခနာကိုလေငမ်းမျက်စိတွေကမထွက်ဘူးတဲ့လူတကောင်လုံးမျက်စိတွေကမထွက်ဒီမျက်စိဟောက်တော့ထွက်သေးပါပေါ့စိတ်ကထင်းနေဒုက္ခနာကိုလေငမ်းမျက်စိတွေကမထွက်တယောင်ယောင်ဒီလိုဆိုရင်ဟုတ်သူ့မျက်နှာလေးမြင်းနေတယောင်ယောင်ဒီလိုဆိုရင်ဟုတ်တကယ်မြင်တာမဟုတ်ဘူးတကယ်မထွက်တာမဟုတ်စိတ်ကထင်းနေဝိပ္ပန္နာသဆိုတာအတော်ခက်တယ်ခင်ဗျားတို့စာဝိပ္ပန္နာသပြောမယ်ဆိုရင်12ပါးရှိအနိစ္စဒုက္ခအနတ္တအတုပအဲ့ဒီ၄ခုပေါ်မှာပညာဝိပ္ပန္နာသဝိပ္ပန္နာသဝိပ္ပန္နာသ3ခုစီရှိတယ်3လေးလီဘယ်လောက်ပါလဲ12ပါးအဲ့ဒီ12ပါးသောဝိပ္ပန္နာသကိုထားခဲ့ကြသူဗျာဇက်ွက်ထဲဟောရတာဆိုတော့လက်တွေ့ဝိပ္ပန္နာသလေးကျုပ်ပြောဒီကကြီးဇက်ပွဲတွေကြည့်ဘူးသလားဇက်ပွဲတွေကြည့်တော့ဝိပ္ပန္နာသဖြစ်လာပုံကျုပ်ပြောမလို့ဖောက်ပြန်ပုံလေးရှင်းဥပထမဘာထွက်တော့ဟိဇတ်ထဲအပြိုတော့နောက်ဩဆိုတာဩပဒါပြောတယ်ဩပဒါပြီးပြတ်ဇတ်ဆိုတာဘာပါလဲပြတ်ဇတ်ဆိုတာပြတ်ဇတ်ပြတဲ့ဇတ်လို့ဆိုမှသူကတာမှမဟုတ်ဘူးပြတ်ဇတ်မင်းသားကမင်းသမီးလေးလက်ဆွဲပြီးထွက်လာအောက်ကလူတွေမျက်တောင်ခတ်ဘာပြောလိုက်တော့အချစ်ဆိုတဲ့ပြဿနာများရဲ့ဒီကစားတွေကနိဗ္ဗာန်ရဖို့စိတ်မကူးနဲ့အချစ်ဆိုတဲ့ပြဿနာများရဲ့ဆန့်ကျင်ပါပြီတဲ့အမဲဆိုရတဲ့ဟိုကရောက်သွားတယ်ဒါအောက်ကမျက်တောင်ခတ်ဖဲကြည့်တတ်ခိုင်းတက်လူချင်းသွားကြည့်ပြီးမျက်စိလဲနဲ့မင်းသမီးကပြန်ပြောတယ်ကိုစိုးယောက်ျားဖောက်ပြားတတ်တယ်ယုံနိုင်မှာဘူးကွယ်ဟိုပဲရောက်သွားကြတယ်ကတာလည်းမဟုတ်ဘူးဆွဲလှဲ့ပြီးခမားတို့ကသူတို့ကတို့ဒီလိုလုပ်နေတယ်လို့ပြဒါအရှင်းမရှိပဲဝိုင်းကြည့်ပြတ်သက်ကပြန်လာတော့ဖိုးကြီးတွေမေးကြည့်တယ်ပြတ်သက်ဘက်နဲ့တုန်းသူမှမကွာတဲ့အိမ်လဲတို့ဒီလိုဖြစ်တာတို့လုပ်တာလို့လုပ်တယ်
ဘာထူးတယ်တော့အိမ်ကိုပြတ်စားကိုပါကူထွက်အေးလေးတောင်မပြတ်ဘူးပတ်ဆံလည်းမကိုဒါပေမဲ့ခင်ဗျားတို့မျက်စိလဲတာကဲပြတ်စားပြီးတော့တခါပြန်ကြည့်နှစ်ပါးသွားမျက်တောင်ခတ်ဘူးကြည့်ထွက်လာပြီမင်းသားကမင်းသမီးတွေတပြုံကြီးနဲ့ဟိုတောင်စီညွတ်တို့ရဲ့ဆိုတာဒီနဲ့ထွက်လာမြိုင်တာပေါ့ဗျာမြိုင်တာဆိုတာဘုန်းကြီးနဲ့ဘာမှမဆိုင်မသိရေနံကြောင့်ဇာတ်ယုံကြီးတွေခေါ်တော့မှလှုပ်ခဲ့ရမလှုပ်လို့ဖြစ်မှဖြစ်ဖဲမင်းသားတွေဒါတော့ယုံသွင်းမဲ့ကန်တလိုက်တွေမှုပေါက်လို့တရားဘုန်းကြီးယုံသွင်းမဲ့ကန်တလိုက်တယောက်မှမလာအခုမန်းလေးပြန်တော်မူသွားတဲ့ညီတော်မောင်ဗုဒ္ဓဝါဒီကကျုပ်ဘုန်းကြီးချင်းကန်တလိုက်လို့စိတ်မာတင်ပါတယ်တဲ့တကုံအောင်ပါတယ်တဲ့စိန်အောင်မင်းပါတယ်တဲ့နောင်တော်ကြီးပါမှဖြစ်မှာတဲ့ဇာတ်ယုံနဲ့ဒီလိုက်တာဘုရားဆိုလိုက်သွားကိုရောက်တော့ဇာတ်ယုံနဲ့နှစ်ခန်းလောက်ရှိတယ်ဘေးကနဲလာကြည့်လားလို့မင်းသားတွေကတော့လည်းဒီလောက်ပဲလားလို့ကောက်ဖျားတဲ့မင်းသားတွေကတော့ပြည့်လူပြည့်ခင်တဲ့ကျုပ်ကြဘာလို့နဲတာတော့လို့မင်းသားတွေကတော့ဖျားတဲ့မြိုင်ထားတွေပါနေနဲ့ကိုတဲ့ကျုပ်ကလည်းမေးတယ်မြိုင်ထားရင်ပြည့်သလားလို့ပြည့်တယ်ဖျားတဲ့ဒါနဲ့လူမရှိတာနဲ့ကျုပ်လည်းပဲအဲ့ဒီတုန်းကမြိုင်ထားကြည့်ဇာတ်ယုံနဲ့မြိုင်ထားလို့ကျုပ်ကောက်ပေါ်လိုက်ဘာလို့မငုံအပွင့်နဲ့ပါရွှေကြကောက်ပေါ်လိုက်လူမရှိလို့ပါဆန်းထွေးတလားလက်ချွေပါလို့တာဘာဖြစ်တော့ကလေးဘုံကြီးကရုံးကြီးနဲ့တော်မှာဇာတ်ယုံနဲ့လူမရှိလို့អော်လိုက်တာဟာဂျင်းနံကြောင်းကတကားတွေမျက်စိလေဟာဒီကောင်လေးဇာတ်ယုံနဲ့မင်းသားတန်းဆိုးဘူးကွာဘုံကြီးကရုံးကြီးနဲ့អော်လာသူတို့ကမင်းသားလှုပ်ပလိုက်ဝင်လာလိုက်ကြမင်းသားကြည့်ကြလို့ဇာတ်ယုံနဲ့ရောက်တော့ကျုပ်လည်းမြင်လိုက်ရောဟောဗျာဒီကောင်လေးဘုံကြီးဟာစူပါတိုနောက်မိမတွေလည်းမင်းသားမျက်နှာကြည့်တယ်လို့ဝင်လာတယ်ကျုပ်ကောင်းကောင်းသားဘာဝါကြီးတွေးလိုက်တော့ဟောတော့မင်းလေးဘုံကြီးကြီးတော့စူပါပီဇိုဝင်တော့ဇာတ်ယုံမဆန့်ဘူးကောဘကတကားတွေလာလျှောက်တဲ့ဆရာတော်တဲ့အပြင်မဲ့လည်းလူကတဝက်လောက်ရှိတယ်တဲ့အတွင်းလည်းမဆန့်ဘူးဘယ်နဲ့လုံးမတော့တဲ့အဲထရန်ကြီးကခွာပြလိုက်နောက်ရက်မှာတကားတို့ဒုက္ခခံပြီးဖြစ်တယ်လို့ကားလို့အဲ့ဒါတရားနာပြည်သားဇက်ယုံနဲ့ကျုပ်ဟောလိုက်တာလေငွေ6000လောက်ရတယ်ဇက်ယုံထရန်ခွာရတာတရားကောင်းလို့မမှတ်နဲ့မြိုင်တာကြောင့်ဇက်ယုံနဲ့ဒီအတန်နဲ့လောက်ကြည့်ပါလားအနာရဏိဘိခဝေယမတရားမိဘောရတော်မှာသင်္ခါရအပမဒေနတံပါရိထလူတော့မလာဘူးကျုပ်တစ်6တရားဟောရတာလေတဲတော့မလွယ်တော့ဘူးတရားနာပြိဿဒါကြောင့်ဩဇတ်တွေနဲ့အငိမ့်တွေနဲ့ပွဲလန်းတွေနဲ့ရှင်လိုက်လို့တရားပွဲလူများတယ်ဆိုရင်တော့ဖြင့်ဂုံမနေဘူးဟဲ့ဆိုတဲ့အနေနဲ့အပြစ်တင်တော့ကျွတ်တို့ပါလေပြီးပါရဲ့အပင့်ခံပြီးတော့ခင်ဗျားတို့ကြည်ပါယခုအချိန်မှာမြင့်တဲ့တကောင်ကလေးပေါက်စာလေးတွေထိုင်းနေတာကအဲ့ဒီဓာတ်စာလေးတွေနဲ့ကြွေးခေါ်လို့ပါဗျာကျန်ဒီကံတရားနားထောင်ရတာဟေ့ကျန်ဒီကံတရားပွဲကွာတယ်ပြင်းမှုကွာတယ်သချင်းလေးလဲဆိုတယ်ကွာတယ်ငိုချင်းလဲချတယ်ကွာတယ်ရီလဲရီရတယ်ကွာတရားလို့ရှင်လို့ဒီကလေးတွေလိုက်လာတာမဟုတ်ပါဘူးဒါပေမဲ့လို့သူတို့ရောက်လာတဲ့အချိန်ကြတော့မှအရင်နဲ့တွေကလည်းကြုတ်ပြောခဲ့တန်ဃာတော်တွေနဲ့ဘယ်လိုဆက်ဆံရမလဲဘယ်လိုစကားပြောရမလဲရှောက်ထားရမယ်တန်ဃာအရေးလွတ်အောင်ဘယ်လိုရှောင်ရမယ်မိဘဆရာသမားညရှိဘယ်လိုနေရမယ်လူကျွေးသူဘယ်လိုပြုတ်ရမယ်ဆိုတာဒီကျုပ်ခံရောက်လာမှသူတို့ကိုကျုပ်ကဒီပုံစံချလို့ရတာမလားရင်သူတို့ဆုံးမဖို့ပဲလွယ်လိမ့်ဒါကြောင့်ဒီကလေးတွေရောက်အောင်ဆွဲခွန်ရသဖြင့်ဓမ္မကတိကထဲမှာအောက်ပိတ်ဆုံးလှေကထစ်ပါလို့တောင်းအောင်မြောက်အောင်မူလဲတန်ဃာတော်ရှင်မြတ်များတရားပွဲတိုင်းအနှံ့ရပါတယ်ဗျာလူကြီးမိဘအရွယ်တွေကိုလည်းအနှံ့ရပါတယ်မှန်ရလားပြိဿကြီးရှိသေးတော့တရားနာပြိဿထွက်ရောမင်းသားအဲ့ဒီကထွက်သွားတယ်မြတ်တော့လိုက်နာထောင်မှတ်မှာမဟုတ်ဘူးကျုပ်လည်းပြောချင်ရလျှောက်ပြောမိုးလင်းလည်းဘယ်ရောက်လို့ဘယ်ဆုံးမသိမှာမဟုတ်ဘူးမင်းသားထွက်ပြီးနှစ်ပါးသွားကနှစ်ပါးသွားလည်းပြီးရောနောက်ပိုင်းဇတ်ထုတ်လာပြီပြိဿမင်းသမီးလေကားလေးအပြင်မဲ့ထုတ်ထားပဝါလေးလွှမ်းလို့မင်းသမီးသေးတာအဲ့ဒါပွဲကင်းနဲ့ရှောက်မဲကြည့်အောင်မင်းသမီးအဟုတ်သေးတာလားလို့မဲကြည့်ဟုတ်ဘယ်အောင်မဘုံကွာတူအောင်လုပ်ရတာပေါ့ဘယ်ဟုတ်သေးမလို့ကွာမင်းဒီပွဲဟုတ်သေးဒီမင်းသမီးနောက်ဘယ်ကနေမှလို့ကွာတူအောင်လုပ်ရတာပေါ့သိတယ်နော်အမှန်သိသေးတယ်မဖောက်တူအောင်လုပ်ရတာပေါ့သိတယ်နော်အမှန်သိသေးတယ်မဖောက်သေးနောက်မင်းသားလုပ်တဲ့လူကကလေးလေးပွေပြီးထွက်တို့လေ
လေးအယုတ်လေးအဲ့ဒါမေးကြည့်မင်းသားလက်ထဲအဟုတ်ကလေးလားလို့မေးကြည့်ရောဘာယုတ်လေးပါကွာဘယ်အဟုတ်မှတော့ကလေးကလည်းငိုတယ်ငိုတယ်မင်းသားလက်ထဲကလေးကငိုတာလားမေးကြည့်အယုတ်ပဲငိုနိုင်မလို့ဘွားတယ်နောက်ကကန်းလေးကြားတဲ့ဘယ်ကလေးပိုက်စိတ်မှမသိပဲသိတယ်နော်မဖောက်သေးဘူးနောက်မင်းသားမင်းသမီးနာကတ်လာလူလေးမင်းကိုလာကြည့်လားမင်းကြည့်တော့မအိုးမင်းသမီးပါကတ်လာပြီကောင်းရင်ပြေးလိုက်ခြေရင်ပြေးလိုက်ခြေပြားလေးစမ်းကြည့်လိုက်လက်ပြားလေးစမ်းကြည့်လိုက်အေးမင်းအမရှိရင်မင်းတော့မမပါဘူးဘုမစိတ်ပါကြီးရဲ့အမေတို့သာချကြည့်ပါဦးနော်မဲပွဲကနေကောင်းပါလေဒူးထောက်ကုန်ပြီဟောတော့နဲ့ဖြစ်ကုန်ပြီခုနကသိတယ်နော်အခုလဲသွားပြီမျက်စိလဲမှမင်းသားကဒီလူတွေကိုမျက်ရည်ကျအောင်လုပ်လို့ရတာငိုပြီမင်းသားကစမပြောတဲ့လက်ပေါ်ဖေးပွေရကနေအမေပုံစံလိုနှလုံးငါဟာငါဖြာဆုံးရုံမထွက်တော့ရောက်အေးလူရဲ့ဟိုလေးပါစိတ်ပါယူမင်းသားလေးထားပြီးတော့ကြည့်ပါဦးနော်ငိုကုန်ပြီဆိုင်တော်နာဦးကြောင်ကောင်းပါလေးခေါ်လိုက်တာဖြစ်ကိုမျက်ရည်တုပ်ကုန်ခိုးတုပ်ငိုပြီးအဘိဓိရှက်တဲ့မိန်းမကတော့လင်းအောင်မကြည့်မှောင်လေးတဲ့ပြန်အရှက်မရှိတဲ့မိန်းမတော့ပတ်စာကွာဖြာလေးပတ်စာကွာဖြာလေးပြီးမှပြန်တောက်တိတောက်ထိုးနဲ့ဒီထဲရထဲရောက်တော့သူ့မှမဘာမျိုးပဲနဲ့ထမိန်မပြီးငော့သွားတယ်ဟေးကိုယ့်ဘာကိုလင်းအောင်ကြည့်ပါဖြစ်ဖောက်သွားတာလေဝိပ္ပလာသာဖြစ်သွားတာအေးရောက်တော့ဇောက်တိဇောက်ထိုးနဲ့ငံပြရဲ့ချက်ပါတယ်ဆိုမှစားရည်တဲ့စုပ်ကြီးခတ်မောင်မင်းကြီးသားများကငံရမလားလို့ရိုက်ခွဲပြစ်အဲ့ဒါလက်တွေ့ဝိပ္ပလာသာမှန်ရပြည်သားကြီးဒါတော့တရားနာပြည်သားကြီးဒီဝိပ္ပလာသာကြီးဖြစ်မှာစိုးလို့ရှေ့ဆက်ကြပါအောင်တို့ဗျာအခုကောသလကြီးဝိပ္ပလာသာဖြစ်ဖောက်ပြန်လို့ယူပါယုံမှာဆွဲလန်းပြီးတော့ဆင်းရဲတဲ့ဒုက္ခသစ္စာကိုလည်းသူမမြင်ဆင်းရဲကြောင့်တရားဖြစ်တဲ့သမုဒိယသစ္စာကိုလည်းသူနားမလဲဒီဒုက္ခသစ္စာသမုဒိယသစ္စာဆိုတဲ့လောကီသစ္စာတွေရဲ့ပြည့်ရပြတ်ကြောင်းဖြစ်တဲ့လမ်းကောင်းတစ်ပွဲမက်ခင်ရှစ်တွေကိုလည်းပွားများဖို့စိတ်မကူဒီအထူးသဖြင့်တော့ခက်တဲ့တိုင်းပြည်အုပ်ချုပ်တဲ့ငါးဘရင်တိုင်းသူပြည်သားများကကြည့်ကြလိမ့်မယ်ထင်တယ်မှန်ပါဗျာကိုတော်ကြီးဒီအတွက်တော့ပူတော်မမူပါနဲ့တိုင်းပြည်အုပ်ချုပ်တော့ဘရင်တော်ပါဆုံးပါရမယ်ဆိုတာအမိမဲ့သားရေနှမ်းငါးကဲ့သို့နေကားထောင်အရာကြီးကန်ဆိုသည့်အရာမင်းမရှိတဲ့တိုက်ပြည်ဟာအချီးနှီးပါဗျာနေကားနရီနုဒကနေကားထောင်အရာကြီးကအချီဘီဝိဒဝနေကားရောက်ပြီးဓာတ်တာဘာတော့ရှင်းမရှိတဲ့မြစ်အချီးနှီးမင်းမရှိတဲ့တိုက်ပြည်ဟာအချီးနှီးလင်မရှိတဲ့မိမသားဒီအဝတ်တစ်ထောင်ထပ်ပြီးတော့ဝတ်တော်လဲမောင်တချိတ်ပဲရှိတော်လဲထိုမိမလဲအချီးနှီးပါဗျာတက္ကမတွေမှတ်ထားလင်သားပနာမရှိတဲ့မိမဟာအချီးနှီးတဲ့မြောက်ပေးတယ်လည်းမအောင်မင်းနဲ့နေထိုင်ရကောင်းပါလေခဲသားလွဲတဲ့ချောင်းနဲ့ကြာလီကဆရာတော်ကလင်မရှိအချီးနှီးဆိုတာနဲ့ကျုပ်ကဟွာပြုခိုင်းသလိုလိုထင်မှာစိုးလို့ပြောရလူပေါင်းလူဘဝမှာနေမယ်ဆိုရင်တော့စော်ကားမဲ့လူပေါ်တတ်တယ်တဲ့ဒါကြောင့်ဘယင်ကောက်တာတောင်တာမိကလာအသာမိကလာမဲလို့လင်မရှိအချီးနှီးကျုပ်ကထည့်ပြောပါပါတယ်တို့ဖြစ်ပါလိမ့်ဗျာတဲ့တိုင်းပြည်အုပ်ချုပ်တော့ဘယင်တော်ဆုံးမရမယ်ဆိုတဲ့တိုင်းသူပြည်သားဘယ်လိုနည်းနဲ့မှလစ်လျူရှုမနေနိုင်ပါဗျာဘုရားကျွန်တော်မျိုးကြီးများတိုင်းသူပြည်သားပါဝင်ဖြစ်တော့ကြောင့်မှန်လားပါဒီမိမ့်မတယောက်အဘိတ်ပိတ်ပြုတ်ချင်တာတဲ့အသက်ပြောက်အောင်တော့ကိုဒုက္ခအရောက်မခံပါနဲ့မှန်လားပါဗျာတဲ့လောကစကားရှိတာနဲ့သူမရလိုချင်သူလင်းလှမ်းနဲ့ထိုးသူလင်ကိုမင်းခတ်ယောက်ျားအဖြစ်နဲ့အပခေါ်ထားလိုက်ပေါ့ဗျာဟေးဘယ်အပခေါ်ပြီးပါလို့ရဟောဗျာသူမရလိုချင်တာသူလင်သေးအောင်ကြားရမယ်ပေါ့ဗျာမင်းခါယောက်ျားအဖြစ်နဲ့မင်းခါယောက်ျားကန္နာသစ်ပင်ဘယင်အပြစ်ရှာရင်မင်းခါယောက်ျားဆိုတာအပြစ်တွေ့တာဘယင်အပြစ်မရှာရင်လားဘယင်အပြစ်ရှာရင်တွေ့တတ်ပါဗျာတို့ဖြစ်ပြီးတော့မင်းခါယောက်ျားယာရုပေးထားလို့အပြစ်ရှာပြီးသူ့လင်ကိုသေအောင်တတ်သူမရနန်းရတင်ပြီးတော့မိပြေခေါင်ပြောက်ပါဗျာအေးကောင်းပြီကွခေါ်ဟဲ့သူ့လင်သားပေါင်မရှိတော့တွင်းအေးမင်းနာမည်ပဲလို့ခေါ်တော့ဟဲ့ပေါင်ပါဗျာလာလာလေးယူထားမောင်ဖငှတဲ့တော့တက်ကြီးနေတော့ကွက်ကြတယ်ကောင်အေးမောင်ဘာဒီမလိုချင်ဘူးကွယ်တဲ့ငါထံပန်းမှာကပ်ပြီးတော့ဟေးမောင်ဖမင်းခယောက်ျားလို့ရမလားပါဗျာမလို့ပါရစေနဲ့
မင်းခါယောက်ျားကန်းနာတဲ့ပင်ဆိုတဲ့စကားကြားဘူးပြီးသားမို့ဖះကျွန်တော်မျိုးကြီးသည်အခုဆယ်ဖို့ကိုတဖို့မကအခုတော်တွေဆက်ပြီးတော့ရှင်မရင်နှစ်သက်အောင်ဆောင်ရွက်ပါမယ်ဗျာမင်းခါယောက်ျားမလုပ်ပြရစေနဲ့မလုပ်လို့မရဘူးကွဘယင်သက်လို့သေးရောင်းမွေးမရဘူးဆိုတာမင်းသိတယ်မဟုတ်မသေးချင်းရင်မင်းခါယောက်ျားလုပ်ပါဇာကပြောတော့မသေးချင်းရင်မင်းခါယောက်ျားလုပ်အမှန်ကသေအောင်တတ်ချင်လို့အလုပ်ခိုင်းမလားပါဗျာမလားပါဗျာဘုရားကျွန်တော်မျိုးကြီးအသက်တတ်တော်မူပါနဲ့ချမ်းသာကွယ်ပြေးတော်ကိုမင်းခါယောက်ျားပဲလုပ်ပါမယ်ဗျာသိပြီဟိုကဒုက္ခပဲမိသားလားအဲ့မလေးမင်းလှလို့အခက်ကြောရပြီကောကွယ်မိမသားကြီးရဲ့ဒီဘယ်ရင်ထွက်ပြီးတော့မကြည့်ပါနဲ့ဆိုတာ तू ကြည့်မိပြီနဲ့တူတယ် तू ကြည့်မိပြီနဲ့တူတယ်တန်တော့ငါအသက်ရှာတော့မဲ့ကိစ္စတန်တော့ငါအသက်ရရှာတော့မဲ့ကိစ္စကြီးနဲ့တူရဲ့မှန်လားပါဗျာမင်းခါယောက်ျားဆောင်ရွက်ပါမယ်ဗျာအသက်ချမ်းသာပေးတော်မူပါဗျာဒီလိုနဲ့မင်းခါယောက်ျားမင်းမှုကိစ္စအဝဝတွေဆောင်ရွက်လာခဲ့တဲ့ပြည်သားအပြစ်ကရှာမရဘူးတဲ့ပြည်သားအပြစ်ရှာလို့ရရဲ့လားအပြစ်ရှာလို့မရပြီမယ်လို့ဒီကနေ့တော့ဟေးမောင်မောင်မဗျာအရုဏဝတီမြေညက်နဲ့ကုမုတ်တရာကြာကိုငါဘယင်အားညက်နေလေးဘဟုမတီးခင်ရေရုံးမိဆက်ရမှာကွာခိုင်းပြီမြို့အရုဏဝတီမြေညက်နဲ့ကုမုတ်တရာကြာဆိုတာဘိသနဂါပြေမှာရှိတာလူပြေမရဘူးအဲ့ဒါမောင်မောင်မအိပ်ပြန်နမလာရေမိမစာကြီးအရုမောင်ရေမင်းငါတပည့်တော့မကွယ်မင်းလှလို့ခက်ကုန်ပြီထင်ရဲ့ဘယင်ကိုထွက်ကြည့်ရမို့လားအော်ဘယင်ထွက်ကြည့်မိတဲ့ကိစ္စကလည်းပဲတက်ကြည့်လို့ကြည့်သူများမြင်တယ်လို့မြင်ချင်းလို့တိုက်ပြီးအုပ်ချုပ်တဲ့ဘယင်ဆိုတဲ့မြင်ခဲ့တယ်မဟုတ်လားအဆောင်တက်တည်ချားတယ်သွားကြည့်လို့မလွယ်ဘူးအဲ့ဒါလို့ကြည့်မိပါတယ်အမလည်းမင်းကြည့်မိလို့ငါဒုက္ခရောက်ပြီခိုးရုဏဝတီမြင်တဲ့ကုမုတ်တရာကြာဆက်ရမှာတဲ့ဒီအရုဏဝတီမြင်တဲ့ကုမုတ်တရာကြာဆိုတာငါပဲဟာတော့ပြီးတော့ရှာရပါမလဲငကားပြေမှာရှိတာကွယ်ဒါရဲ့ထမင်းသားချက်တော့ဆိုပြီးတော့ဟောတရားနာပြည်သားထမင်းချက်ခိုင်းထမင်းတုတ်ကလေးနဲ့ခတ်တုတ်တုတ်မြို့ပြင်မဲ့ထွက်ဒီသားကြီးနဲ့အာယုံဆိုင်နာထောင်နော်ညနေ၄ဘဟုမတီးခင်တဲ့မြို့တကားမပိတ်ခင်မင်းဝင်ခဲ့တဲ့ရေချိုးမိမဆက်နိုင်ရင်မင်းအသက်တော့မရှိဘူးအောင်မေမောင်မောင်မမြို့အပြည့်ထွက်ကြတဲ့ကတရားနာပြည်သားဒီတကားရောက်ပိတ်တာနဲ့တူပါရဲ့တွားလိုက်တာတရားနာပြည်သားအရုဏဝတီမြင်ရင်ကုမုတ်တရာကြာရဘူးဒီလိုထွက်ပြီးတော့သွားလိုက်တာမြင်သားရောက်တော့အော်နတ်မြတ်ပေါင်းနာအကောင်တို့အရုဏဝတီမြင်ရင်ကုမုတ်တရာကြာဆိုတာနဂါပြေမှာရှိတယ်ဆိုတာလည်းကျွန်တော်ကြားဘူးပါတယ်တို့ပါတော့လေကျွန်ုပ်ဒီပရင်ခိုင်းစေခြင်းအရာထွက်ပြီးတော့လာရပါသဖြင့်ကျွန်ုပ်ဒီမှာလှူပဲမတမ်းပဲပဲတော့ခံမစားခဲ့ဘူးဒီမဟုတ်ထမင်းကလေးသုံးပုံပုံလို့တဘုံကလှူကံပုဂ္ဂိုလ်များရီမှတ်ပြီးတော့လှူထားပါသည်တဘုံကမိမိစားလို့ကြွေးချမ်းတဲ့တဘုံကြတော့လိန်ကားများနေတယ်ကွာရေတော်တွေကျွေးမွေးပြီးတော့ကျွန်ုပ်ဒီဤကုသိုလ်ကောင်းမှုကိုပြုရပါတော့ကြောင့်အရုဏဝတီမြင်းကျက်နဲ့ကုမုတ်တရာကြာကိုနတ်မြတ်ပေါင်းနာကောင်းတော်ဘုံကိုကြီးဆောက်ရှောက်မဆာတော်မူကြပါတော့အဲ့ဒါလို့နတ်တွေတိုင်တေလိုက်တော့ဘွားဆိုနဂါးကြီးထွက်လာဒီတော့ဘာကြီးထွက်လာနဂါးကြီးအရုဏဝတီမြေညက်နဲ့ကုမုတ်တရာကြာဟောမောင်မောင်ပါဆက်လိုက်အရုဏဝတီမြေညက်နဲ့ကုမုတ်တရာကြာရောက်လို့လဲအာရဝန္တာပြန်လာရောယူတကားပိတ်ထားထွက်ကြတဲ့ကပိတ်ပါတယ်ဆိုရှင်းဒီကောင်မသေးသမျှဟိုမိမကမိဖုရားပြောက်လို့ဖြစ်တာမှမဟုတ်ပဲကိုထွက်ကြတဲ့ကပိတ်တာယူတကားပေါက်ပိတ်ထားရောဟိုလေကိုကျုံနေပါဘောလားအေးနေဘူးတွေကလာတဲ့လူအရေးထဲကြလို့ရင်မစီကလိုက်တယ်လို့ယူတကားကြီးပိတ်ပြီးငါပဲလုံးလုံးပြီးတော့ဝင်ရပါမယ်တို့နာယေမိအလာမိဘရခေါင်းကြီးဘဝနဲ့မင်းဆန်လာပြီးတော့မိဘရခေါင်းကြီးဘဝနဲ့ပြောပါပြီးတော့မိမလာကြီးလှလုံးလုံးငါအခက်ကြုံုံနေမှာကဒီဘဝအသက်ကုန်ရတော့မှာပါကွယ်နှမရဲ့မဖြစ်ဘူးငါပဲသွားအိပ်ရပါမတို့မြို့ပြင်မှာလည်းတယောက်တည်းမအိပ်ရဲ့တုံတော့ကထိုထားသားပြင်းညုံနဲ့စောဘုရားကြောင်းတော့သွားပြီးတော့အိပ်မှာပါပဲလို့တတဝါများဒုက္ခရောက်လာရင်ဘုရားတတ်
တရားတရတဲ့တန်ဃာတရတဲ့ခလုတ်ထီအမိတဆိုတာဒါပေါ့ဒီထဲတရားနာပြိတ္တကျွတ်တို့ပဲမယ်တရားတွေကပရိတ်ရုပ်ပင့်ဟိုအန္တရာယ်ကင်းပရိတ်ပင့်ပြီးတော့ရှောက်သေးတယ်ရှင်ဗျာတဲ့ရှင်းတော့ငါများဒီပရိတ်ရည်တွေဟာပရိတ်အာနိသင်ကြောင့်ထပွက်တယ်လို့ကြားဘူးပါတယ်ဗျာတဲ့လာပြန်ပြီလို့ခင်ဗျားတို့လည်းကိုယုံကြည်တဲ့အလျောက်ကိုးစားရင်ပြီးတာပဲမင်းတို့မင်းတရားကြီးလျောက်ထားတဲ့တကကြားလေရော့သလားမင်းတို့မင်းတရားကြီးရှောက်ဘူးသားပဲအရင်တုန်းကဗျာတဲ့ပရိတ်အာနိသင်ဟာပရိတ်ကိုးတဲ့ကကြီးတွေထပွက်တယ်ဗျာအခုရှင်မရတို့ပရိတ်ကိုးကထခုံလုံးမှာဖောင်ဝင်ခတ်ပါမလားအဲ့ဒါလို့ပြောတော့ဆရာတော်ကြီးကအမိတ်ရှိတယ်တကတော့တဲ့ရှင်းတော့ကဘယင်တွေကကမစိတ်တီရှိတယ်တဲ့ကမစိတ်တီရှိတယ်ကွယ်ရေထဲကငကားတောင်မှချိန်ဆက်ကြနဲ့ရိုက်ခေါ်လို့ရတယ်တဲ့ဘယင်ကဘုံရှိတော့လေအဲ့ဒီတုန်းကပရိတ်တွေကထမ်းမြက်တာပေါ့တဲ့ကိုတော့ကဘယင်ကငကားကိုချိန်ဆက်ကြနဲ့ရိုက်ခေါ်နိုင်တယ်တဲ့အခုမင်းတို့ဘယင်လုံနေတဲ့လူတွေကတီလေးတကောင်လောက်မှခေါ်နိုင်ရလားတဲ့မင်းတို့ကမှတီလေးတကောင်မခေါ်နိုင်မဲနဲ့ဟေးဒိုးပရိတ်ကိုကပွက်နိုင်ဘူးကွာမိန်ဘူးတဲ့ပြိဿဒါကြောင့်ကျုပ်ကပုံစံလေးတစ်ခုပြောတယ်ယရနာသုံးပါအကိုရင်လို့ဆရာတော်ကြီးပရိတ်ရွတ်သွားတာနဲ့ငါတို့အန္တရာယ်ကင်းမှာဖဲလို့ယုံကြည်တဲ့စိတ်ကတော့ဖြင့်မုံမြတ်ပါတယ်လို့ဒါပေမဲ့လို့ဒီကနေ့ဆရာတော်ကြီးပရိတ်ရွတ်သွားတယ်ပရိတ်ကိုယုံကြည်မနဲ့ဖြင်ကလူတယောက်ကိုသာလူသက်တဲ့ဥပဒေကြီးကျူးလွန်မှတော့ဟောဒီပရိတ်ကဘယ်နဲ့လို့ကဲမရုံးတကားတော့ဒါတော့ကံတော်တွေရုပ်ဖတ်တဲ့ပရိတ်ဟာယုံကြည်ကိုးစားလို့မိမိတို့ကယုံကြည်ကိုးစားသလောက်အကုသိုလ်ဒုစရိုက်တွေကိုလည်းတရားတော်ကိုနှစ်ချိုက်ပြီးရှောင်ကျင်ပါမှအကျိုးဟာပို့ပြီးတော့ထက်မြက်ပါတယ်သဘောပေါက်ရလားပြိဿအခုတော့ခလုတ်ထီအမိတာဒုက္ခရောက်လာရင်ဘုရားတရားသံဃာတတ်ကြတဲ့တတ္တဝါတွေကြည့်အခုမောင်မောင်ပါလေပေကျုံလာတော့မြတ်စွာဘုရားကြောင့်တော်သူငါသွားပြီးတော့အိမ်မှာတော်တော့မထင်နဲ့မြို့ပေါက်တယောက်တည်းမအေးရတော့မြတ်စွာဘုရားကြောင့်တော်ရောက်သွားရောဘောဓလာမင်းကြီးဒီမှာကောင်းကောင်းအကြံဖြင့်ဟောကောင်းပြန်မလာဘူးအမောင်ကပြန်မလာဘူးနဂါးပြေမှာရှိတဲ့အရုဏဝတီမြင်နေတဲ့ကုမုဒ္ဒရာကြာသူပဲဆက်နိုင်မှာဒီတကားလည်းပိတ်ပြီးပြီမနေ့ကသူ့အသက်သေးအောင်သသူ့ရဲ့နိုင်ရတင်ပြီးမိဘခေါင်းကြီးမြောက်ရုံပဲကြံကူလီစိတ်နဲ့အိမ်ဖူးတညလုံးဒီကကောသလအိတ်ကလားအေးဘူးဂျာကူလီဆိုတာသူများပြောလို့ပြောတာဘာမှမသိတာမဟုတ်သူများပြောတာဒီတော့မှတ်ထားရဒီတဲ့ဟိုအခုဂျပန်လေဥယျာဉ်ဒင်းဆိုတာဂျပန်သူရိယသွားပဲဆိုင်ရဆရာဝန်ကြီးမဲသူနဲ့သွားတွေ့တော့သူကကျုပ်ကိုကျေးဇူးတင်တယ်တဲ့ကျေးဇူးတင်တယ်ပြောရုံမကဘူးအာရီကတော်တဲ့ကျုပ်ကပြန်ပြောတယ်ရော်ရှိလို့ငယ်ငယ်တော့ကြားဘူးထားလို့ဂျပန်စကားနော်ဒါကြောင့်တရားနာပိဋကကြားဘူးတာချက်ချက်ပြောပါတယ်သဘောတော့တဲမပေါက်ဘူးကဲကြည့်ဂျပူလီစိတ်နဲ့ဘုရင်ကြီးအိတ်မပြောဘူးဒီလိုအိတ်မပြောပဲလေဟိုကောင်းတော့မနဲ့သူ့အသက်ခံရတော့မယ်သူပေးပေးမယ်လို့သူမရနိုင်ရတင်မိပဲခေါင်းကြီးမြောက်ပြီးတော့ငါပြောပါရတော့မယ်ဒီစိတ်နဲ့ကြမ်းနေတုံတရားနာပိဋကကြီးအပန်းနဲ့ကြီးလေးဘူးလားကြားရတူဒီသားကြီးတလုံးနာဆိုပြီးတော့အပန်းနဲ့ကြီးပေါ်လိုက်ကောသလာကြီးဖြုတ်ဆုံမုတ်ထားတယ်ဟာဘာလဲမလေးပြဟောသူ့ကြောင့်ဘုရားတပြန်မောင်မောင်မကြသမလဲမလေးဘယ်လိုတန်ကြီးပါလဲဟေးဒုက္ခပါလည်းမနဲ့ကြပုံနှဖြူပုံရုပ်ပုံနှမဲပေးမပုံနှမဲလည်းရှိပါဘူးမင်းမဖြစ်မှာဆိုပြီးတရားနာပြေးတာမနဲ့ကြပုံနာတွေမင်းဆရာမြညကတော့ဟောဒီအတန်နဲ့ကြီးဒုတနာတော့ဆိုတော့ကြားတယ်အဲ့ဒါဘေးရင်အတန်နဲ့ဟောကြစမ်းပုံနာတယ်ရှောက်ရှာလိုက်တဲ့ဘေးရင်3ပုံ4ပုံ5ပုံနဲ့ဘာမှမတွေ့ဘူးဘယ်တွေ့မလို့မရိတ်သားရဲ့ဘေးရင်3ပုံနဲ့ဘယ်ရှိလိမ့်အဲ့ဘုံမေဒုတနဲ့ရှိသူတို့ ABC ထဲသွားရှာတာကိုအဲ့ဘုံမေဒုတနဲ့မှရှိတာဘယ်နဲ့ဘယ်ထဲမှာရှိတာအဲ့ဘုံမေဒုတနဲ့မှရှိဘူးပိဋကပုံနာတွေရှောက်ရှာလို့မတွေ့ခက်တယ်ပဲဆရာကြီးမြတ်ဘယင်မြောက်စားပြီးတော့နတ်ဥမှာသူကျွေးတဲ့အစာတွေစားသူပေးတဲ့အဝတ်တွေဝို့မင်းဆရာဆိုပြီးနေလာခဲ့ဒီကိစ္စလေးမှသိအောင်မဟောနိုင်ဘူးဆိုရင်ဖြင့်ကျွတ်ဒုက္ခများကြလိမ့်မယ်ထင်တယ်ရှယ်လက်ရှယ်ဆရာကြီးဘယ်လိုကြားရမှာတော့ပုံနာတွေဘယ်လိုလုပ်ကြမလဲမင်းဆရာများဘယ်လိုမှမလုပ်နဲ့ရှင်မယင်ကယုံကြည်တယ်မင်းဆရာပဲ
ယုံကြည်လို့မှဆရာတင်ထားတဲ့ပုံနာတယ်ကျွတ်တို့စကားဘာပြောရှင်မရင်ယုံရမယ်ဗောဒီလိုလောက်ကြဆိုပုံနာတွေတိုင်ပင်ပြီးတော့ကလေးညံဆင်ညမှန်လားပါဗျာဘယ်ကျွန်တော်မျိုးကြီးများဒီကိစ္စကိုအတတ်ဟောရမယ်ဆိုတော့ကိုတော်ကြီးရဲ့အသက်အတွက်စိုးရိမ်ရကြောင်းပါဗျာတင်လိုက်ပါအသက်အတွက်ဆိုတော့ပဝင်ခိုက်သွားဟဲ့မဆရာကြီးမြငါအသက်အတွက်ဆိုရင်လူတန်းတော့မဟုတ်အမလေးကြရရချင်းလုံးဖြစ်ကြဘူးလားမှန်လားပါဗျာတဲ့သေစရာအကြောင်းရှိရင်မသေစရာအကြောင်းလည်းရှိပါဗျာကိုတော်ကြီးအသက်မသေးရအောင်ဆင်းတရားမြင်းတရားယောက်ျားတရားမိန်းမတရားကျော်ယောက်ျားတရားကျော်မိန်းမတရားစိတ်တရားစိတ်ကလားတရားစိတ်မြတ်မတရားပေါ်တတ္တဝါတွေကိုတရားစီသတ်ရတမ္မတတရစ်ပူဇော်ပွဲတတ္တဝါတွေတရားစီရဲ့လေချောင်းသွေးကိုရှင်းနှပူဇော်ရင်ဖြင့်ပေဘေးမှလွတ်မြောက်ပါလိမ့်မယ်ဗျာတော်ဦးတင်လိုက်ရှင်ဘရင်မစင်စားဘာတရားစီလေချောင်းသွေးကိုဖောင်းငါသက်ရှင်ရဲ့အတွက်လေချောင်းသွေးလည်းရင့်နှပူဇော်ရနားရင်ဖြင့်ရောင်မင်းကြီးစောက်ထိုးဆွဲဟောလိုက်ကြတာတတ္တဝါတွေတိရစ္ဆာန်တွေကတိရစ္ဆာန်လို့အော်လူတွေကလည်းလူအော်ဟိုလေကဲတော်ပါဗျာလို့ဝိုင်းអော်ကြတော့ကြာပြီမန္လိကာမိဗျာကြီးဟောဗျာဟဲ့ဘာလို့နမတော့နန်းရင်ပြမှာဗျာကဲတော်မူပါဆိုတဲ့အတန်ကြီးဘာတန်လဲဗျာခက်လိုက်ကမိဘရခေါင်ကြီးရဲ့မောင်ဖယားညာမိဘရခေါင်ကြီးရဲ့မောင်ဖယားညာကစက်တော်ခေါ်လို့ပြောတော့ကျူပါရဲ့လားလို့မေးပေါ်မရဘူးမလေးခုမှလာပြီးတော့မေးရသလားမောင်ဖယားအသက်ပေးနိုင်လောက်တဲ့ဒုသနာတော်ဆိုတဲ့အတန်နဲ့ကြီးလေးကိုကြားတယ်အဲ့ဒီအတန်နဲ့ကြီးလေးကိုကြောင့်အသက်ပေးလိမ့်မယ်လို့ဆိုတဲ့ကိစ္စမသေးရအောင်ရှင်းနှပူဇော်ရမယ်လို့ပုံနာများတော်ဦးတင်တတ္တဝါစီတရားစီတတ်ပြီးတော့လေချောင်းဝင်နဲ့ရှင်းနှပူဇော်ဖို့ဖန်ထားတဲ့တော်ဝါတွေအောင်းနေတယ်ဘုရားမှားလိုက်လေဗျာမောင်ဖယားစဉ်းစားပါဗျာတိုင်းသူပြည်သားမြေရေပေါက်ကြပြီးတော့သူတို့အသက်တွေသေးမှာမောင်ဖယားတယောက်ရဲ့အသက်ချမ်းသာရမယ်ဆိုတာမှန်လားပါဗျာမိမတွေ့လေးနဲ့တွေ့ကြည့်ပါဦးဗျာဘာတွေ့တဲ့ပြည်သားကြီးဘာတွေ့တဲ့မိမတွေ့နဲ့တွေ့ကြည့်ပါဦးတဲ့ဘာမှနားမလဲတဲ့ပုံနာတွေမေးတာကိုဘာမှမသိတဲ့ရှင်မင်းကြီးပုံနာတွေဘာမှမသိတဲ့လူတွေပြောတာယုံသလားဗျာမိဖုရားကြီးဘယ်နဲ့ဟာတွေရှောက်ပြောနေတာတို့ဘယ်နဲ့မှပြောတာမဟုတ်ဘူးပုံနာတွေအရာဟောတဲ့ကိစ္စဒီတိုက်တဲ့တော်ဝါတွေသိရမယ်ဆိုရင်မသိလျော်ပါဗျာဘာမသိတဲ့ပုံနာတွေဟောလုံးလုံးကတ်ထုတ်တာတပ်ပြီးလို့မြတ်ဆောင်ဗျာရှိပါလေကလေးဖယားတော့မလျှောက်ထားပဲနဲ့ဟုတ်ဖယားနဲ့တော့သိခတဲ့နာဟုတ်ပဲဟုတ်ပါဘယ်ရဖယားနဲ့ခမ်းမသိဘူးလာဒါဖြင့်နှမတော့ရှေ့ဆောင်ပြီးခေါ်မယ်မန္လိကမိဘရခေါင်ကြီးကရှေ့ဆောင်ခေါ်သွားဒီလိုတဲ့တရားနာပိဋကကြီးဘုရားရှိတော်ရောက်ဝိညာဉ်ကြီးကြွလာတယ်ဆိုတော့မောင်မောင်ဘာပြောကောင်းမလဲတရားနာပိဋကဖင်းကိုလေတရားနာပိဋကဖင်းကိုတုံလို့ဒူတွေတုံချွေးတွေပြောင်းပြီးတခါလေးပေါ်လင်အောင်ဆိုတော့ဗျာမင်းကလာဖမ်းတယ်ဒူရငါတတ်တော့မနဲ့ဒူရဲ့အောက်ကနေချောင်းပြီးသားလေးနားထောင်မလိကမိဘကြီးကရှောက်ရဆောင်ဗျာတဲ့ကိုယ်ကလာရှင်မရင်ကြီးညကစစ်တော်ခေါ်လို့မရတော့အပန်းနဲ့ကြီးလေးကိုကြားပါတဲ့ဗျာဟဲ့တကတော့မှန်သလားမှန်လားပါဗျာဘယ်လိုကြားရတော့ဟဲ့ဒုသနာတော်လို့ကြားပါဗျာအဲ့ဒါကြတော့ဘာလို့ပုံနာတွေကရင်းနှပူဇော်ရမယ်ဆိုလို့ရင်းနှပူဇော်ဘူးတတ္တဝါကြီးတရားစီတတ်ဖို့ကိစ္စမန္လိကာကဘုရားမင်းမဖြစ်မယ်ဆိုလို့ဘုရားတပည့်တော်လိုက်လာရပါဗျာဒါကတော့တဲ့အဲ့ဒါသိအတွက်လည်းမဟုတ်ဘူးမိဘရခေါင်းကြီးအတွက်လည်းမဟုတ်ဘူးတိုင်းသူပြည်သားအတွက်လည်းမဟုတ်ဘူးဟောလုံးတဲ့နောက်ဘဝငါတိနောက်တော့ကတ္တဝဘုရားလက်ထက်တုန်းကပစ္စည်းချမ်းသာတော့တထေသား၄ယောက်ဒီလူဖို့လည်းတတိမရယရနာသုံးပါလည်းမလေးစားဒီပစ္စည်းလေးနဲ့တို့ပဲလို့ပြောပါကြမလဲလို့တိုင်ပင်ပြီးတော့ခါမိမတွေကိုခေါ်ပြီးတော့တယောက်ကအကြံပေး၃ယောက်ကလက်ခံနောက်တပြိုင်တည်းဒီအကြံကိုပြုတ်ပြီးတော့ပြောပါလာခဲ့တာတနေ့သောခါအဲ့ဒီကဲ့သို့သူများရဲ့သားမျိုးသမီးမျိုးသူများသားမယားတွေအဖြစ်ရှိခဲ့တော့တထေသား၄ယောက်ဒီစုတိမဏိသေလွန်သောခါလောဟကုံပြီးအနှစ်6,000ခံရသောတာယေဘူးငရဲမှာကြာရတယ်တကားတော့တာယေဘူးငရဲမှာအထက်သို့ဆန်တက်ပြီးပေါ်လာသောခါထိုစီဝိတမစီဝိမှာယေတနောနာဒရမသိအစရှိတဲ့ဖြင့်တယောက်တကားထားပြည့်အောင်ရွတ်ချင်တာကိုမရွတ်နိုင်ပဲနဲ့တလုံးစီဖြင့်ဒုသ
那到手臂的但也没平干အောင်ပြန်မြုပ်သွားတာမရခိုးလေးရောက်អော်တဲ့အတန်တကာတော့မရခိုးလေးရောက်ငါရောက်ဖြစ်တော့မှာတော်ပြီမရခိုးတွေတန်ရုပ်ခံရတယ်တဲ့တော်ပြီမလာပါဗျာဘုရားတပည့်တော်သည်ဒီကဲ့သို့မကောင်းသောအကျင့်စာရိတ္တတိုင်းပြည်အုပ်ချုပ်တဲ့ဘုရားလှုပ်ပြီးတော့ကာမဘာရှင်းလင်းရှိသောမိမများကိုဒီကတော့မစောကားတော်ပါဘူးဗျာမောင်ပါရင်ထဲကအလုံးကြီးချသွားတော်သေးဟာနဲ့တရားနာပြိတ္တာရှင်မရင်လည်းပြန်ရောမောင်မလည်းအသက်ချမ်းသာရမရဘူးလားပြိတ္တာသူများမရမှားတဲ့ကိစ္စများကောသလကြီးတရားနာပြိတ္တာဘုရားထံရောက်တော့ကြောက်မသွားဘူးလားပြိတ္တာဒါတော့မကောင်းတဲ့အလုပ်တွေလည်းကျွတ်ရန်ကုန်မြို့ကတကားကြီးပြောလို့ဒကမတွေမကြံဘူးမအောင်မင်းနဲ့ကြမ်းနေတယ်မအောင်မင်းနဲ့လေဒကမတွေလည်းမှားသွားယောက်ျားလုပ်တဲ့ဒကာတွေကကိုမယားအပေါ်မဖောက်ပြန်ရင်မိန်းမလုပ်တဲ့ဒကမတွေကိုလင်နာအပေါ်မဖောက်ပြန်နဲ့ကြောက်စရာကြီးဟိုမှာမရခိုး၄ယောက်ရန်ကုန်မြို့ကတပြုံကြီးထွက်အိုးတောင်ဆမ်းမှာမဟုတ်ဘူးမလုပ်ကြနဲ့ကောသလကြီးက9ယောက်မဖြစ်အောင်လွတ်အောင်ရှောင်သွားပြီကျွတ်တို့ပြည်သားတွေကဒကာတွေရှောင်ဖို့မတော်ဘူးလားဟောတော့ကပြည်သားကြီးရှောင်ဖို့မတော်ဘူးလားမလန်းတော့လားညင်းနေလို့ရှောင်ကြဗျာမကောင်းတဲ့လို့ဒုနာတေးဝေးကရှောင်ကြပါတော့ဒါကြောင့်အခုကောသလမင်းကြီးလှတဲ့မိမသားကိုနှစ်သက်မိလို့သူများရဲ့လင်သားကိုတတ်ဖို့ရကြံနေတဲ့ကိစ္စဖယားထံရောက်တော့မကောင်းမှုကြီးခွာမသွားဘူးလားပြိတ္တာခွာသွားပါတယ်ဗျာမကောင်းမှုကြီးစွန့်သွားပါတယ်ဒီကိစ္စကောသလကြီးဒုက္ခဖြစ်ရတာတွေမောင်ဖာကြီးဖယားကြောင့်တော့ပုံအိရသည်အထိအသက်ကိုဘယုံကတတ်မယ်လို့အကြံခံရတဲ့ကိစ္စတွေဟာပိဋကကြီးလှလို့လားမလှလို့လားဒီအခက်တွေဝေးကုန်တယ်လှလို့လားမလှလို့ဒါကြောင့်လှလေခက်လေလို့ကျုပ်အမိပေးခြင်းဖြစ်ပါဗျာဒါကြောင့်လှလေခက်လေဆိုတဲ့ဇလံဒီကောသလရဲ့မကောင်းညာဖြင့်ပြေအောင်ကြံတဲ့ကိစ္စအခုတော့ဒူနာတေးပြီးကောသလကြီးဝေးကမရှောင်ဘူးလားပြိတ္တာဝေးကရှောင်သွားပြီဒါကြောင့်နိုင်ပြန်တစ်ချက်ကလည်းနီးသွားပါပြီပြိတ္တာလှလေခက်လေဆိုတဲ့ဇတ်တော်ကြီးကလည်းပြီးသွားပါသဖြင့်ကဲဒီမြတ်နဲ့ဘုန်းကြီးကိုဂျေနကြာဝမ်းမဲ့သွားအယိုးကြည့်ဆောင်ညတိုင်းခေါ်ရပါသဖြင့်တရက်မှမနာရတဲ့ဘုန်းကြီးမို့အားလုံးယခုရန်ကုန်မြို့တမ်းမွေးနဲ့6ရက်ကွက်ကဒေဝကုန္ဒရီကျောင်းတိုက်ကကထိန်ဖြစ်ရောက်ရင်းနဲ့ဒုံလမဟန်ငံဖွဲ့ဘုန်းကြီးကိုဂျေနကြပါတော့ဆိုအားလုံးခဏလေးတကဘာလုံးမှမြတ်တာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားတော်ကြီးသက်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားတော်ကြီးသက်ကြီးချမ်းသာကြပါစေကဲအိမ်ပြန်ပို့ကြပါလို့အတ္တကေဟေပြောသမျှဟောသမျှတွေကအဘောမကြပဲအပြစ်တွေးခဲ့ရင်ချင်းနေဖုံမုန်းစီတွေပြစ်ပြသည်တော်မိမိတို့ငါဌာနတို့နိဝတ္တတို့သည်ခရတာပြန်ကြပြီတော့နိဝတ္တတို့မေတ္တာရေးပဲခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောခြေသာဆွေကလျှံပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မန်းစွာမနေပြောင်းပါလေတော့ပြောင်းကြစေကုန်သတည်း